seconds to fall in love and two more and make you mine ဒီနေ့ကတော့ကျွန်တော်တို့ Rayon Beach ကိုသွားမှာဖြစ်ပါတယ်ကျွန်တော်အခုဒီပတ္တရားကနေ Rayon ကိုကျွန်တော်ဆိုင်ကယ်နဲ့လာတာပေါ့နော်ဒီနေ့ကကျွန်တော်အလုပ်တစ်ချက်နားတာနဲ့အဲ့နဲ့ Rayon Beach လေးတွေတွားမယ်ဆိုပြီးတော့ကျွန်တော်မြေပေါ်မှာကြည့်ပြီးတော့ခုတွားနေတာပေါ့နော်ကျွန်တော်တဲတဲ့ဟိုတယ်နဲ့ကတော့15မိနစ်လောက်တော့တွားရတာပေါ့ဒီမှာအဲ့လိုဆိုင်ကယ်လေးရှိလို့ရှိရင်တော်တော်အဆင်ပြေတယ် Google Map လေးပါလေးကြည့်ပြီးတော့တွားလို့ရတဲ့နေရာတွေကများတော့မြို့တိုင်းမှာအဲ့လိုလဲစရာပတ်စရာလေးတွေလည်းရှိကျွန်တော်ခုရှေ့မှာဆိုတော့ရောက်ပြီပေါ့နော်လမ်းညွှန်ဆိုင်မှုကြည့်တက်လောက်တော့သူကဒီ beach မရောက်ခင်လေးမှာစမ်းကြောင်းလေးတစ်ခုကိုဖြတ်ကာသေးတယ်ပေါ့နော်ကဲဒီထိုင်းနိုင်ငံမှာသူတို့ beach တွေတော်တော်များများကကားလမ်းဘေးမှာရှိရပေါ့နော်အဲ့ဒီဟာလည်းတော်တော်မိုက်တယ်ဒီကျွန်တော်မြန်မာမှာဆိုလို့ရှိရင်ကြတော့ဒီ beach နဲ့ဒီကားလမ်းရဲ့ကြားထဲမှာဟိုတယ်တွေရှိတယ်ပေါ့နော်အဲ့ဒါတိတ်တော့မမိုက်ဘူးအဲ့လို beach ကိုတေချာမမြင်ရတော့လေဒီထိုင်းမှာတော့အဲ့ဒါတခုတော့မိုက်တယ်အဲ့လို beach နဲ့ကားလမ်းနဲ့ကက်ရက်တွေထားတာလားဒီနားလေးလည်းတော်တော်လေးအေးချမ်းတယ်ကအဓိကတော့တစ်ပင်နေတန်းစီပြီးစိုက်တာဒီအရှိတဲ့လမ်းကြည့်ရင်အဲ့ကြောက်အစွန်ဘက်မှာပေါ့အဲ့နာကတော့မီးပြလိုက်ရှိတယ်Baby, you got what I need, yeah, shawty. You know I really love you, min chang nga. Aim at my lani, in kong dan we are leaning like you, min piao na. We got need a nga chi, myong nai nga di lo chen out time you. Min min ma hakabadi, kum lain ba chena som yom mamu. Baby, you got what I need. တကယ်ကကျွန်တော်လာတော့ရှိုင်းမဲ့လို့ပဲဒါမဲ့လာတဲ့ဘက်ကကျတော့ဒီကျွန်တော်တို့ beach နဲ့ကတ်တဲ့နေရာမဟုတ်တော့အဲ့ဒါနဲ့ကျွန်တော်အပြန်မှာပဲရိုက်လာတာပေါ့နော်ဒီအောက်ဘက်မှာကျတော့ဗျာဒီကမ်းခြေနဲ့ဒီကားလမ်းရဲ့ကြားထဲမှာအပင်ပေါ့နော်အဲ့လိုအတန်းလေးရှိနေတာဆိုတော့အမှအရှိတ်ကတော့တော်တော်ကောင်းတယ်ဗျတချို့ဒီ local တွေတော့များပါတယ်ဒါတော့တော်တော်များများတော့ foreigner တော့တော်တော်နည်းတယ်ကျွန်တော်တွေ့ရတော့2ယောက်3ယောက်လောက်ပဲတွေ့ရပါတော့ဒီမှာအဲ့လိုမျိုးအေးစေးလာနာတဲ့လူတွေရှိတယ်ပြီးတော့ work from home ပေါ့နော်အဲ့လိုမျိုးတွေ remote job တွေလုပ်တဲ့လူတော်များများလည်းအဲ့လိုလာပြီးတော့သူ camping ပုံစံမျိုးလေးလာပြီးတော့သူတို့အလုပ်လေးလုပ်ပြီးတော့အဲ့လိုနားနေနေတဲ့လူတွေများတယ်ပေါ့နော်မကြည့်အောင်ဗျအဲ့လိုကမ်းခြေနဲ့ဒီလမ်းတွေကတော်တော်ကြီးကိုကတ်တာတော်တော်လှအဲ့ဒါနဲ့ပဲကျွန်တော်လည်းဆင်းပြီးတော့ပဲရှိုက်ပြီးပေါ့ဗျာဒီကတော့ကျွန်တော်ရုပ်ရှင်တွေကိုရောက်သွားတယ်လို့ပဲဗျသူ့ view တွေကတော်တော်လှတာပြီးတော့အရှိမအဲ့ဒီငါးဖန်းဆက်လေးတိတိလေးပေါ့နော်ရှိတယ်သူအဲ့လိုကြောက်တုံးလေးတွေစီထားတဲ့နေရာလေးတွေအဲ့လိုတော်တော်လေးလှပါတယ်ကျွန်တော်အဲ့လိုထင်တော့မထင်တာမဟုတ်ဘူးပေါ့နော်ဒီမြို့မှာအဲ့လို beach ကဒီလိုမျိုးရှိနေမယ်ဆိုတာမျိုးပေါ့ဒီမှာကျုံများတော်တော်လေးကတ်တယ်ဒီပင်လယ်နဲ့လမ်းနေရာလေးအခုတော့မရတော့ဘူးကျွန်တော်အဲ့နဲ့စောစောကတော့အဲ့ကန်ဆက်တီမရဘူးဗျအဲ့ဒီပင်လေရေမထိဘူးကျွန်တော်အပြင်ဟိုဘက်နားလေးတွေမှာလမ်းလျှောက်ပြီးတော့ဓာတ်ပုံရိုက်ပြီးတော့ပဲကျွန်တော်ပြန်လာတာကဲကြည့်အောင်ခြေကတော်တော်ကြည်တာဗျဒီဘက်ကနေပြီးတော့အဲ့လိုတန်းကြည့်ရတော့ဆိုလို့ရှိရင်တော့အဲ့လိုအကုန်လုံးပေါ့နော်ဒီကန်ဆက်တိုင်းမှာအဲ့လိုအပင်လေးတွေအဲ့လိုအရှိတ်လေးတွေရှိရပေါ့နော်အဲ့တော့ဟိုအစင်ပြေတဲ့နားလေးမှာကိုယ့်ဘက်ကိုအဲ့လိုတငယ်ချင်းတွေပြမိသားစုလိုက်ပြအဲ့လိုကမ်ပင်းလာလို့တော့ကောင်းတယ်ပေါ့နော်ဟိုဒါမဲ့ဒီကမ်းခြေတွေမှာကျွန်တော်ကြည့်တဲ့လောက်ဆိုလို့ရှိရင်တော့အဲ့လိုဒီမနက်ပိုင်းနေမှာပဲအဲ့လိုကားကြီးနေပေါ့နော်အဲ့လိုအမိုက်လိုက်ပြီးတော့ဟိုလောက်တဲ့လူတော့ရှိတယ်အဓိကတော့အမိုက်မပါပါဘူးတော့ရေးကြည့်တာပေါ့ဗျာဒီမှာသူတို့တွေကတော့အေးဆေးသမားတွေဆိုတော့ကျွန်တော်လည်းဒီဘက်မှာပန်းညက်နေပါတွားဘူးရပေါ့နော်အဲ့မှာတော့တော်တော်များများတော့လူအမိုက်တွေပါတော့မချန်ခဲ့ကြဘူးဗျာဆိုတော့ဒီကမ်းခြေတွေကြည့်လိုက်ဗျာလုံးဝရှင်းလင်းပြီးတော့တော်တော်လှကျွန်တော်မြန်မာမှာဆိုရင်ဒီအတိုင်းပဲလို့မနက်ပိုင်းဆိုလို့ရှိရင်အဲ့လိုကန်းဆက်တွေမှာအဲ့လိုအမိုက်တွေအများကြီးပေါ့နော်လာပုံတက်တယ်ဒီမှာကတော့အဲ့လိုမျိုးတိတ်မရှိဘူး
ကြည့်အောင်ပြတော်တော်လှဒါကြတော့အပြန်မှာကျွန်တော်ရိုက်ထားတာပေါ့အဲ့စမ်းချောင်းလေးလို့ပြောမှာပေါ့ချောင်းပေါ့ချောင်းလေးကတော်တော်လေးရေလဲကြည်တယ်တော်တော်လေးလဲလှအဲ့နဲ့ကျွန်တော်ရိုက်လာလိုက်ကဲဒီနေ့ကတော့ကျွန်တော် Rayon ကိုသွားထားတဲ့ဟာပေါ့နော်နောက်ဗီဒီယိုမှာပြန်လည်ဆုံးပေးပါမယ်